ခုကျွန်တော် ID စားမှာတီးရွှေဆင်းရတယ်ပေါ့ကျွန်တော်ဘာတိလာလဲဆိုတော့ဒီကျွန်တော်တို့အကြောင်းမှာလုပ်နေတဲ့ project တွေတောင်းရလုပ်တဲ့ project show တွေတောင်းမှသင်ရတဲ့ theory တွေနဲ့ကျွန်တော်ဒီအပြင်လက်လောကမှာတကယ်ငွေရတဲ့ developer တွေလုပ်ငန်းဝင်တွေမှာဘယ်လိုကွာခြားလဲဆိုတော့ကျွန်တော်သိချသိလာပဲ ဒီနေ့ဒီကုမ္ပဏီကိုလာပြီးတော့လက်တွေ့ကြဖီးဆင်းခဲ့တယ်အိမ်မှာဘာကြီးတီးခဲ့ရလဲဆိုတော့ညီမတို့အကြောင်းမှာစာသင်ခန်းတွေမှာသင်ကြားရတဲ့ theory ဘိုင်းတွေဒီ concept ဘိုင်းတွေကိုဒီလိုမျိုး organization နဲ့မှာဒီလို company ရဲ့မှာဘယ်လိုမျိုးထည့်သွင်းပြီးဘယ်လိုမျိုးအလုပ်လုပ်နေလဲအပြင် realize မှာဘယ်လိုမျိုးအလုပ်လုပ်နေလဲဆိုတာကိုလည်းသိချသိသွားရဲပြီးတော့နောက်ထပ်တစ်ခုအရေးကြီးတာတစ်ခုကကျတော့ organization နဲ့မှာဘယ်လို role တွေခွဲပြီးတော့အလုပ်လုပ်နေလဲဘယ်လို team တွေကိုဘယ်လို lead လုပ်နေလဲ customer service ဘိုင်းတွေကဘယ်လိုရှိလဲဆိုတော့ organization တစ်ခုလုံးရဲ့အလုပ်လုပ်နေတဲ့စနစ်အကြောင်းကိုပါသိချသိလိုက်ရအောင်မို့လို့ဒီနေ့ကတော့အဲ့လိုမျိုးကြိုးကျေးဇူးလေးအများကြီးရရှိခဲ့ပါတယ်ရှင်ခုလိုလာရောက်လေ့လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ future career အတွက်လည်းပို့ပြီးတော့အထောက်အကူပြုစေပါတယ်အခုဒီရဲ့ business brand ရဲ့ system ကိုကြည့်ချင်အပြင်ကျွန်တော်တို့ future career opportunity တွေဘယ်လိုရှိနေလဲဆိုတာလည်းကြည့်ရခဲ့ပါတယ် future career ဒီချက်ရဲ့အခါမှာကြာတယ်ကျွန်တော်တို့ဒီကျောင်းစာတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်ပိုင်တည်ဆောက်ရမယ့် interpersonal skill တွေအများကြီးလိုအပ်တယ်ဆိုတာလည်းသိရပါတယ်ဗျဒီနေ့အနီစာကုမ္ပဏီကိုလာပြီးတော့ပြီးဆင်းခဲ့ရတဲ့အတွက်ကြောင့်မို့လို့ကုမ္ပဏီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကုမ္ပဏီမှာလုပ်ငန်းခွင်ဝင်နေကြတဲ့အကိုတွေအမတွေကနေပြီးတော့လုပ်ငန်းခွင်ဝင်နေတဲ့ဂျားတွေကမှားတဲ့ဂျားတွေကအချိန်တွေအများကြီးပေးပြီးတော့ product ဘိုင်းတွေ development ဘိုင်းတွေရောတည်တည်ချာချာလေးအချိန်ပေးပြီးရှင်းပြခဲ့တဲ့ကြောင့်မို့လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်